Hello အားလုံးမင်္ဂလာခင်ဗျတိုင်းဆက်မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်မျှဝေမယ့်အကြောင်းလေးကတော့ကိုချစ်သူရဲ့ Gmail ကောက်ကိုရတာလဲဆိုလို့ရှိရင်ပေါ့နော်ကိုချစ်သူဘယ်တွေသွားနေလဲဆိုတာကိုကိုယ့်ရဲ့ဖုန်းထဲကနေပြီးတော့အလွယ်တကူကြည့်ရှုလို့ရနိုင်တဲ့နည်းလမ်းလေးကိုကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာပြပြပေးသွားအောင်မို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျဒီဗီဒီယိုလေးမစတဲ့မီကျွန်တော် channel လေးကိုလည်း like and subscribe နဲ့တပ်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျကျွန်တော်ဒီလိုမျိုးကြည့်ရှုဖို့ဆိုလို့ချင်းကိုချစ်သူဘယ်သွားနေလဲဆိုတာကိုသိနိုင်ဖို့ဆိုလို့ချင်းကျွန်တော်ရုံးဆုံး software လေးတစ်ခုလိုတော့ပေါ့နော်အဲ့ software ကကျွန်တော်ဒီ Google File ဆိုတဲ့ software လေးပဲပေါ့နော်ဒီ software လေးလိုတယ်ပေါ့နော်အဲ့ software လေးကိုကျွန်တော် Play Store မှာသွားထောင်းလိုက်ပါကျွန်တော်တော့ထောင်းမိသားဖြစ်တဲ့ကြောင့်မို့ရုံးဆုံးကျွန်တော် software လေးကိုဝင်လိုက်မယ်ဒီနေ့ရလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာကိုယ့်ရဲ့ချစ်သူ Gmail ကောက်ကိုကျွန်တော်ရွေးပေးပေါ့နော်ဒီမှာဒီကနေပြီးတော့ရွေးလို့ရပါတယ်ခင်ဗျာဒီမှာကိုယ့်ရဲ့ချစ်သူကောက်ကိုကျွန်တော်ရွေးလိုက်ပေါ့နော်ပြီးရင်ကျွန်တော် Connect News ဆိုတာလေးကိုဒီမှာနှိပ်ပြပါခင်ဗျာကိုနေ news စာရေးကျွန်တော်စနှိပ်ပြပါခင်ဗျာပြီးရင်ကျွန်တော်တို့ဖုန်းလက်ပွေတောင်းတော့ပါနော်အဲ့ခါကျရင်ဖုန်းရဲ့လော့ကိုလည်းပေးလိုက်ပါဒီမှာခဏစောက်ပေးပါနော်ဒီနားရလို့ရှိရင်ကိုချစ်သူရဲ့ဖုန်းမျိုးစာကျွန်တော်ရွေးပြပါခင်ဗျာဒီမှာပေါ့နော်ကိုအဲ့ဒီကိုရဲ့ချစ်သူကောက်ကဘယ်ရောက်နေလဲဆိုတာကိုကျွန်တော်ဒီမှာပြပေးတော့ပေါ့နော်ဒီမှာနောက်တစ်ခုရှိတာကကျွန်တော်ဒီမှာကြည့်လို့ရတာပေါ့နော်ဒီလိုကြည့်လို့ရတယ်ကိုချစ်သူရဲ့ဖုန်းကဘယ်လောက်ရှိလဲပြီးရင်ဘာ single သုံးနေလဲဆိုတာစားရမှာကျွန်တော်ကြည့်လို့ရအောင်နော်ပြီးရင်ဒီမှာဘယ်နေရာရောက်နေလဲဆိုတာပေါ့နော်ဘယ်နေရာရောက်နေလဲဆိုတာစားကျွန်တော်ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီမျိုးကြည့်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ချစ်သူကောက်ကအင်တာနက်ဖွင့်ထားပေးဖို့လည်းလိုပါတယ်ခင်ဗျအားလုံးပဲစင်မြင်ကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုကိုစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော် channel လေးကိုလည်း like and subscribe နဲ့တက်ပေးကြဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်ခင်ဗျ